ကျွန်တော်တို့ရဲ့ Champion League Joshua Van နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကောင်းဆုံးနောက်ဆက်တွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးကြပါမယ်။အထူးသဖြင့်အရင်က Champion Hong Pantoja နဲ့ Van ကြားမှာရှိခဲ့တဲ့ကြေအေးမှုတွေကနေအခုဆိုရင်လေးသန်းတွေဘယ်လိုပြောင်းလဲသွားတယ်လဲဆိုတာကတကယ့်ကိုအကဲခတ်စရာဖြစ်လာပါတယ်။အရင်တုန်းကတော့ Pantoja နဲ့ Van တို့ဟာပွဲအပြီးမှာတယောက်ကိုတယောက်လေးစားမှုအပြည့်နဲ့နှုတ်ဆက်ခဲ့ကြဖူးပါတယ်။ဒါပေမဲ့အချိန်3လလောက်ကြာလာတဲ့အခါမှာတော့ Pantoja ရဲ့လေးသန်းကတီးတီးသားသားပြောင်းလဲလာတာကိုတွေ့ရပါတယ်။သူက Van Champion ဖြစ်သွားတာဟာကန်ကောင်းလို့သာဖြစ်ပြီးတကယ် Champion အစစ်ဖြစ်ကြောင်းသက်သေပြဖို့လိုသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝေဖန်စကားတွေဆိုလာပါတယ်။ Van ကလည်းဒါကိုလုံးဝသဘောမကျပါဘူး။ Van က Pantoja ကိုခမားနောက်တစ်ခါပြန်တွေ့ရင်အယိုးတွေတမ်းမအောင်နွားနို့များများတောက်ထားအောင်ဆိုပြီးပြန်လဲသွန့်ပြန်ခဲ့တယ်လို့ Pantoja ကလည်း Van ရဲ့ဝေဖန်မှုကိုလက်မခံတဲ့အကြောင်းခြေကန်ချက်တွေနဲ့မြေပြင်ပေါ်လဲကျပုံနီးစနစ်တွေကိုဗီဒီယိုရိုက်ပြီးပြန်လဲသွန့်ပြန်ခဲ့ပါတယ်။ဒါကိုမြင်တဲ့အခါမှာတော့ Van ကဒီကောင်အခုမှအခြေခံတွေပြန်တင်နေရတာကိုမြင်ရတာဝမ်းသာတယ်ဆိုပြီးပါးလေးနဲ့ရအောင်ပုတ်ခတ်သွားခဲ့ပါသေးတယ်။အရင်က Van ကိုတည်ငြိမ်တဲ့ fighter လို့ထင်ခဲ့ကြပေမဲ့အခုနောက်ပိုင်းမှာတော့သူ့ရဲ့စကားပြောနိုင်စွမ်းနဲ့တွန်းပြင်းပုံတွေကပရိသတ်တွေကိုတော်တော်လေးဆွဲဆောင်လာတာတွေ့ရပါတယ်။တစ်ဖက်မှာလည်း Joshua Van ရဲ့စွမ်းဆောင်ရည်အပေါ်ကဘာကျော် fighter ကြီးတွေရဲ့အမြင်ကလည်းပြောင်းလဲသွားခဲ့ပါပြီ။အထူးသဖြင့်ကန်ဒဝင် fighter ကြီး Demetrius Johnson DJ က Van ရဲ့တက်တီကိုအထူးချီးကျူးသွားပါတယ်။ Van ကတခြား striker တွေနဲ့မတူဘူးပုံမှန်ဆိုရင် striking ခေါင်းတဲ့သူတွေကမြေမြင်တိုက်ပွဲကိုရှောင်တတ်ကြပေမဲ့ Van ကတော့တက်ဆူရိုတိုင်ရီလာကိုချန်ပီယံအထိလိုက်ပြီးရဲဝံ့ရင်ဆိုင်ခဲ့တာကိုအံ့ဩမိတယ်လို့ဆိုပါတယ်။အသက်24နှစ်ပဲရှိသေးတဲ့လူငယ်တစ်ယောက်ကဒီလိုမျိုးနီးစနစ်စုံစုံလင်းလင်းနဲ့ကစားနိုင်တာဟာရှေ့ဆောင် complete fighter တစ်ယောက်ဖြစ်လာနိုင်တယ်လို့ DJ ကခန့်မှန်းထားပါတယ်။ဒါအပြင်အရင်ကတာရီရာပဲနိုင်မယ်လို့ခန့်မှန်းခဲ့တဲ့ Henry စကျူးတော်တောင်အခုတော့လေးတန်းပြောင်းပြီး Van ကိုချီးကျူးနေရတယ်လို့ Sean O'Malley နဲ့ MMA Guru တို့ကလည်း Van ရဲ့ wrestling defense တွေကိုအထူးသဘောကျနေကြပါတယ်။နောက်ထပ်ပရိသတ်တွေတီးချင်နေကြတဲ့အချက်ကတော့ Van Champion ခါဘတ်ကိုကာကွယ်နိုင်တဲ့အတွက်ခါဘတ်အသစ်ထက်ရသလားဆိုတဲ့မေးခွန်းပါပဲ။ UFC ရဲ့ Legacy Championship Belt မှာထူးခြားချက်ကခါဘတ်ရဲ့ဘေးအချက်ပြားလေးပေါ်မှာပိုင်ရှင်ရဲ့နာမည်နဲ့နိုင်ငံအလံပါရှိတာပါ။အဲ့ဒီမှာပတ်သမားအနီလေးတွေစီထားတယ်ပြီးအခုဆိုရင် Van ရဲ့ခါဘတ်မှာပတ်သမားနှလုံးဖြစ်သွားပါပြီ။တလုံးက Champion ဖြစ်စဉ်ကရတာဖြစ်ပြီးနောက်တလုံးကတော့အခုလို Champion ခါဘတ်ကိုအောင်မြင်အောင်ကာကွယ်နိုင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ဒါဟာခါဘတ်အသစ်တလုံးထပ်ပေးတာထက်ပိုပြီးဂုဏ်သိက္ခာကြီးမားတဲ့အမှတ်အသားတစ်ခုလို့ပြောလို့ရပါတယ်။ရှေ့လာမယ့်ပွဲစဉ်တွေအနေနဲ့လည်းဂျပန်ကနောက်ကောက်64ပြိုင်ပွဲမှာ Super Region စောဟိန်းနဲ့ဒေါင်းပိုက်သွေးယို3ယောက်ခါမြန်မာကိုစားပြုတွားရောက်ထိုးတက်ကြမှာပါ။သူတို့3ယောက်ခါမနေ့ကမဲဂျပန်ကိုထွက်ခွာသွားပြီးဖြစ်ပြီးလာမယ့်တော့ကြားနေမှာထိုးတက်ကြရမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာ kickboxing နဲ့တူပြီးမဲ့တတောင်ရိုက်ချက်တွေကိုပါခွင့်ပြုထားတဲ့ Red Rules ခေါင်းစဉ်အောက်ကနေထိုးတက်ရမှာပါ။ထူးခြားချက်ကတော့ဒီပွဲကိုမြန်မာပြည်ကနေကြည့်ရှုခြင်းတဲ့ပရိသတ်တွေအတွက် Skynet နဲ့ Channel 9တို့ကနေညနေ3နာရီခွဲကစပြီးတိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့သိရပါတယ်။ဒါဟာကျွန်တော်တို့မြန်မာ fighter တွေအတွက်လမ်းကြောင်းတစ်ခုဖြစ်သလိုသူတို့ရဲ့စွမ်းဆောင်ရည်ကောင်းမွန်မယ်ဆိုရင်နောက်ထပ်မြန်မာ fighter တွေအတွက်လည်းအခွင့်အရေးတွေအများကြီးပေါ်ထွက်လာအောင်မှာဖြစ်ပါတယ်။မြန်မာ fighter လောကရဲ့သတင်းထူးတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel ကိုလည်းဆက်လက်အားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။